ဒီလူဟာမွေးကလေးကသူ့ရဲ့ဝိညာဉ်ထဲမှာအနီရောင်ထီးတစ်လက်ပါလာခဲ့တာပါအဲ့ဒီထီးတဲ့ကဓာတ်ကိုထုတ်လိုက်မယ်ဆိုရင်သူဟာဓာတ်နက်ဖျားတစ်ပါးဖြစ်လာမှာပါဒါဟာနှစ်ပေါင်းထောင်ချီအတွင်းမပေါ်ပေါက်ခဲ့တဲ့တားမြစ်ထားတဲ့တရှိမှုမျိုးဖြစ်ပေမဲ့နက်ဖျားဆုလက်အခမ်းအနားမှာတော့သူ့ကိုအစစ်နှိမ်ဆုံးအမိုက်ဖြစ်ပဲသတ်မှတ်ခဲ့ကြပါတယ်ဆုလက်အစစ်မြင့်တဲ့သူ့ရဲ့ချစ်သူကလည်းသူ့ကိုလမ်းခွဲခဲ့တယ်လို့အစစ်မြင့်ပါရမီရှင်တွေကလည်းသူ့ကိုတက်ဖြတ်ဖို့ကြိုးစားခဲ့ကြပါတယ်လူတိုင်းကသူတရားတော့မယ်လို့ထင်နေကြပေမဲ့သူဟာတကယ်တော့အစစ်အမြင့်ဆုံးနက်ဖျားစွမ်းအားတွေကိုပိုင်ဆိုင်ထားသူဖြစ်ပြီးငရဲပြည်ကအရှင်သခင်10ပါးကိုတောင်ခေါ်ယူနိုင်စွမ်းရှိပါတယ်ကောင်းကင်ယံမှာအဆင့်9ကိုကြော်ဖြတ်တော့မဲ့စာသားတွေထွက်ပေါ်လာနေပါတယ်ရှေးဟောင်းပြက်စီးတွေကြားမှာမုန်တိုင်းတွေကပိုပြင်းထန်လာနေပါတယ်တမဏိတော်အုပ်တွေအောက်မှာနက်ဖျားတွေရဲ့အရေးအယောင်တွေဝန်းရံနေပါတယ်ဒီလိုကဘာကြီးထဲမှာအရွယ်ရောက်လာတဲ့အခါကျင်းပတဲ့နက်ဖျားဆုလက်အခမ်းအနားဟာလူတစ်ယောက်ရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမဲ့အချိုးကွေးတစ်ခုပါပဲအဆင့်တွေကိုတော့ F ကနေ SSS အထိသတ်မှတ်ထားပါတယ်ဒါပေမဲ့နှစ်ပေါင်းထောင်ချီကြာအောင်မပေါ်ပေါက်ဘူးသေးတဲ့တားမြစ်အဆင့်ဆိုတာလည်းရှိပါသေးတယ်ဒီလောကထဲကိုရောက်လာတာ18နှစ်တောင်ရှိသွားပါပြီငါရဲ့ရုပ်ရည်ကအရန်ချောလုံးနေလို့စနစ်ကတောင်ထွက်မလာရဲတာလားမသိပါဘူးပုံမှန်ကြီးစံအဆင့်မြင့်စွမ်းအားရှင်တယောက်ထွက်ပေါ်လာပြီးဟေးမနှက်ဖြန်ကြရင်ငါတို့အလက်ရောက်ပြီးငါလဲတော်တော်ရင်ခုန်နေပြီးအ ਨੇ ဆုံးအဆင့်စီလောက်ရရင်ကိုကျေးဇူးတင်လာပါပြီမင်းကတော့အဆင့် A ဒါမှမဟုတ် S လောက်တောင်ရနိုင်တာပဲဒီအနီရောင်ထီးကဘာလဲဆိုတာငါမသိပေမဲ့ငါရဲ့ကံကြမ္မာကိုတော့ဒီလိုခန္ဓာမျိုးနဲ့အဆုံးဖြတ်အခမ်းမှာမဟုတ်ဘူးချူခံမကြခင်မင်းလက်ရောက်တော့မယ်ရင်ခုန်နေလားချူခံမင်းကဘာလို့ငါထက်အမြဲတာနေရတာလဲစောင့်ကြည့်နေလိုက်နက်ဖျားဆုလက်အခမ်းအနားကိုအခုပဲတရားဝင်စတင်ပါပြီဝန်တယ်ကျုံအဆင့်ပြီးစွမ်းအားကိုရရှိပါတယ်တကယ်ကိုလူငယ်သူရဲကောင်းပါပဲနောက်ထပ်ရလဒ်တွေထွက်ပေါ်လာနေပါတယ်အဆင့်ပြီးရရှိသူတွေရှိသလိုအဆင့် E အင်္ဂလိပ်စာအုပ်စွမ်းအားနဲ့အဆင့် C ခရမ်းရောင်သူစွမ်းအားတွေလည်းထွက်ပေါ်လာပါတယ်နောက်တစ်ယောက်ကတော့ချူခံပါဒါကတော့အဆင့် S ပါပဲဂူအိုချွန်းအမြင့်ဆုံးအဆင့်ဖျားသခင်ပေးလက်နက်ဖြစ်တဲ့အရေးမဲ့လန်တစ်ဖြစ်ဖြစ်မြည်နေတဲ့လျှက်စီးတန်တွေနဲ့နှိမ့်ဆိုင်တဲ့ဒူရိယာတန်တွေနဲ့အတူကျန်းရံမင်းဂူအိုဖုံးကိုမနာလိုဖြစ်နေတာလားမင်းရဲ့ကဘာပြတ်မတက်ရုပ်ဆိုးမှုကိုမနာလိုဖြစ်ရမှာလားဒါမှမဟုတ်ကူးမရတဲ့မင်းရဲ့ကိုယုံကြည်မှုကိုလားငါနဲ့အသေးကြီးတိုက်ရဲလားလူတက်မယ်ဆိုရင်အသက်ခံရဖို့လဲအစင်သစ်ဖြစ်နေရမယ်မင်းတေဖို့ပြင်ဆင်ပြီးပြီလားအကိုကျမ်းမလုပ်ပါနဲ့ဦးသူကအမြင့်ဆုံးအဆင့်ကြီးလေနောက်တစ်ယောက်ရဲရီရန်ဖျားသခင်ပေးလက်နဲ့နောက်ထပ်အမြင့်ဆုံးအဆင့်တစ်ခုပဲဂူအိုချွန်းဂုံယူပါတယ်အမြင့်ဆုံးအဆင့်ချင်းတူတောင်မှကွာခြားချက်တွေရှိသေးတယ်ကျန်းရံမင်းကငါနဲ့မထိုက်တန်ပါဘူးဟာကျန်းရံမင်းအရှက်ရမှာကိုငါစောင့်ကြည့်နေမယ်နောက်တစ်ယောက်ကျိုးဖုံးဒုတိယအဆင့်ရှိတဲ့မီးရှန်ဖီနစ်ကိုလိုထစေနိုင်ခဲ့ပြီးအကိုကျန်းကျွန်တော်မင်းကိုကြည့်ရှုစောင့်ရှောက်ပေးမယ်နောက်တစ်ယောက်ကျန်းရံသူတေချာပေါက်အမြင့်ဆုံးအဆင့်ကိုလိုထစေနိုင်မှာပါဒီကလေးကပါရမီရှင်ပဲဟာကျန်းရံမှာတကယ်တော့ဝိညာဉ်အမြုတွေမရှိဘူးလားအရင်တုန်းကအားလုံးကလိန်ညာနေခဲ့တာပေါ့ဒါကဘလို့ဖြစ်နိုင်မှာလဲသူကလိုထဖို့အတွက်အားကိုးရဆုံးပါရမီရှင်ဖြစ်ခဲ့တာလေအမြင့်ဆုံးအဆင့်ပါရမီရှင်တယောက်တနာစရာပဲမင်းကိုနတ်ဖျားတွေကစွန့်ပစ်လိုက်ပြီးကျန်းရံငါ့ကိုအကျိန်တရာဥချကတော့မယ်ဆိုရင်အသေးကြီးကတိကိုငါပြန်ရုပ်သိမ်းပေးမယ်ကျန်းရံငါတို့လမ်းခွဲကြရအောင်ငါတို့ကမတူညီတဲ့ကဘာနှစ်ခုကလူတွေဖြစ်သွားကြပြီးသူကဘလို့လုပ်ပြီးရင်းနေနိုင်သေးတာလဲသူကငါရဲ့စင့်ခေါ်မှုကိုတောက်တနေတာပဲမင်းယူနေတာလားဝိညာဉ်အမြုတေမြေပုံတွေကိုဘသူမှလက်ပလာနဲ့မနိုင်ရဲကြဘူးအမြင့်ဆုံးအဆင့်ဖျားသခင်ပေးလက်နက်နှစ်ခုတောင်လားဝိညာဉ်အမြုတေမြေပုံရဲ့အရေးသွေးကအရန်နေလွန်လို့လက်နက်နှစ်ခုရဲ့စွမ်းအားကိုမခံနိုင်တော့ဘူးသူကဓာတွေကိုအတင်းအဓမ္မဆွဲထုတ်လိုက်တာပဲသူ့ကိုအခုလေးတင်လမ်းခွဲလိုက်တာလေအမြင့်ဆုံးအဆင့်နှစ်ခုဖြစ်တော့ဘာဖြစ်လဲဘာတွေအားရဝမ်းသာဖြစ်နေကြတာလဲအမိုက်ကောင်ခဏနေရင်တိုက်မဲ့အသေးကြီးပွဲမှာစစ်မှန်တဲ့စွမ်းအားဆိုတာဘာလဲဆိုတာမင်းကိုငါပြသပေးမယ်ဆရာကြီးကျန်းရံနိုးထစေခဲ့တဲ့ဖျားသခင်ပေးလက်နက်နှစ်ခုကဘလို့အရေးသွေးတွေလဲဒါကဘလို့ဖြစ်နိုင်မှာလဲငါရဲ့ထိုးထွင်းသိမြင်တဲ့မျက်လုံးနဲ့တောင်မမြင်နိုင်ဘူးဆိုတော့ဒါကတာမန်စီစိန်ခီးတစ်လက်ပဲဖြစ်ရမယ်ဒီစီစိန်ခီးကတုံးမကျတဲ့ပစ္စည်းတစ်ခုလို့ပြောလိုက်ရင်ဒီညီလေးအတွက်စိတ်ထိခိုက်စရာဖြစ်သွားမလားသူ့ကိုမျောလင်းချက်လေးတစ်ခုလောက်ပေးထားလိုက်ပါဦးမယ်အနည်းဆုံးအဆင့်ဖျားသခင်ပေးလက်နက်အနီရောင်စီစိန်ခီးဟာငါခံမှန်းထားတဲ့အတိုင်းပါပဲလားဟေ့ဒီအမိုက်ကောင်ကအဆင့်တစ်ခုလောက်ရှိရင်တော့မစိုးပါဘူးငါကိုရဲ့အောင်လုပ်နေတာလားအဆင့် A ဒါမှမဟုတ်အဆင့် S မဟုတ်လို့တော်သေးတာပေါ့အပြစ်မရှိသလိုခံစားရတယ်နောက်ဆုံးတော့ S အဆင့်အောက်ကငါနဲ့မတန်ဘူးလေဒါက SSS အဆင့်နက်ဖျားလက်နက်10ပါးသောဝိညာဉ်အမိတ်တော်ငါမျက်လုံးတွေမှားနေတာလားမဖြစ်နိုင်ဘူးသူကဘလို့လုပ်ပြီး SSS အဆင့်ပါရမီရှင်ဖြစ်လာတာလဲသူ့ရဲ့အဲ့ဒီအမိုက်ပြားကသူ့ရဲ့အမိုက်ထီးလိုပဲအဆင့်တစ်ပဲဖြစ်ရမှာ SSS အဆင့်ပါရမီရှင်ငါယူသွားပြီလား S အဆင့်နက်ဖျားလက်နက်ပိုင်ရှင်အတွက်နဲ့ SS
SSS အဆင့်နက်ဖျားလက်နက်ပိုင်ရှင်နဲ့လမ်းခွဲလိုက်တာလားကျန်းရံငါမသွားပါတယ်ငါတို့အတူတူပြန်နေရအောင်ငါခုနကမင်းကိုနောက်လိုက်တာပါဗီရီယန်ကိုမျက်နာကိုနည်းနည်းတော့ပြန်ကြည့်ဦးကော်ချုံမင်းကနက်ဖျားလက်နက်အခမ်းအနားပြီးမှတေးချင်တာလားဒါမှမဟုတ်အခုပဲတေးမလားကျန်းရံ SSS အဆင့် permission ဖြစ်လာရင်ရောဘာဖြစ်လဲအဲ့ဒီအမိုက်ပြားတစ်ခုပဲလေငါမှာကတက်ဖြတ်ချင်းအငွေတက်တွေနဲ့အရေးမဲ့လန်ရှိတယ်မင်းဒီနေ့တေးရမယ်ကော်ချုံနိုးထလာတော့ကကောင်းကင်နဲ့မြေကြီးထူးခြားတဲ့လက္ခဏာတွေရှိခဲ့ပေမဲ့သူကတော့ဘာမှမရှိဘူး SSS အဆင့်ဆိုတာအရန်ကိုရိုးရှင်းလုံးလို့ဖြစ်နိုင်ပါတယ်အရင်ကတခါမှမမြင်ဘူးလေတေရင်းတိုက်ပွဲငါရဲ့အတော်ဆုံးចောင်းသား2ယောက်ကတေရင်းတိုက်ပွဲဆင်နွှဲတော့မယ်အိုဆရာတို့ဘာတွေနေနေကြတာလဲသူတို့ကိုအမြန်သွားတာကြစမ်းပါတေရင်းတိုက်ပွဲကနောက်ပြောင်နေတာမဟုတ်ဘူးလူသေးနိုင်နဲ့တားလို့မရတော့ဘူးသူတို့တေရင်းတိုက်ပွဲကတိကဝတ်ကိုလက်မှတ်ထိုးပြီးတိုက်ပွဲကွင်းထဲကိုဝင်သွားကြပြီအမြန်ကြည့်လိုက်ကြဦး SSS အဆင့်နဲ့ S အဆင့် SSS အဆင့်လက်ဖျားလက်နက်ပိုင်ရှင်ကိုပထမဆုံးအကြိမ်မြင်ဘူးတာပဲဒါဘလို့ဖြစ်တာလဲငါကဘာလို့ဒီလောက်တောင် PRP ခံနေရတာလဲကျန်းရံမင်းကဘယ်နေရာမဆိုငါထက်တာနေတာပဲငါကြိုက်တဲ့မင်းကလေးကိုတော့မင်းကလူယူသွားသေးတယ်ဒီနေ့တော့မင်းကိုတွေးနဲ့ပြန်ပေးဆက်ခိုင်းရမယ်ငါလည်းမင်းကိုစကားတွေအများကြီးပြောမနေတော့ဘူးဆယ်ပါးသောဝိညာဉ်အမိတ်တော်တသားတတောင်းအမိတ်နာခံကြဟေ့ငါခုနကတရေမြင်လိုက်တာလားအရေးမဲ့လန့်တော့ငါရဲ့တစ်ချက်သေးနဲ့အရာအလုံးကိုဖျက်ဆီးမယ်ချိန်စာတင်ပါစေငါရှိကဖယ်ဆန်းကြည်စမ်းကော်ချုံကတန်ချေချင်းတွေကိုထုတ်ဖြတ်လိုက်ပြီးကျန်းရံရဲ့ SSS အဆင့်ကလည်းဒီလောက်ပါပဲလားဆယ်ပါးသောဝိညာဉ်အမိတ်တော်ဆိုတာကလည်းဒါပဲလားတရေစစ်တီတွေကိုခေါ်တဲ့အမိတ်ပြတစ်ခုပဲဖြစ်နေတာပဲဒီလောက်နဲ့တော်လိုက်တော့မင်းနဲ့စော့နေဖို့ငါမှအချိန်မရှိဘူးအခုငါအလှဲ့ပဲဒီလန်ကမင်းရဲ့အသက်ကိုယူလိုက်မယ်စွမ်းအားတွေတက်လာပြီး S အဆင့်လက်ဖျားလက်နက်ပိုင်ရှင်က SSS အဆင့်လက်ဖျားလက်နက်ပိုင်ရှင်ကိုအနိုင်ယူလိုက်ပြီလားမဟုတ်သေးဘူးအမြန်ကြည့်ကြဦးကိုနီလန်းနဲ့ကိုပြန်တက်တာပဲမင်းဘာတွေလှုပ်လိုက်တာလဲငါပြောခဲ့တာမှတ်မိသေးလားလူတက်ရင်အသက်ခံရဖို့ပြင်ထားရမယ်ဆိုတာမင်းကဘသူမို့လို့ငါလူတွေကိုတက်ရဲရတာလဲမင်းဘာလုပ်နေတာလဲဒါဟာကြီးမားတဲ့ရာဇဝတ်မှုပဲမင်းကြီးဒီမှာရှိတယ်ရမမင်းကအမိတ်ပေးတယ်ငရဲပုံစဲဒါဟာငရဲပုံစဲခုပဲဒါကကျွန်တော်ရဲ့တပည့်ပါကျွန်တော်ကသူ့ရဲ့ဆရာပါဟင်းမလုပ်ပါနဲ့ကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်မသွားပါတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ခေါင်းနဲ့အကျိန်တရားတိုက်ပြီးကတော့ပါကျွန်တော်ကိုမတက်ပါနဲ့ကောင်းပြီမင်းကိုအသက်ရှင်ဖို့အခွင့်အရေးတစ်ခုပေးမယ်တကယ်လားဒီတစ်စေအမိတ်တော်ရဲ့စွမ်းအားကိုငါသိချင်တယ်မင်းကငါရဲ့စံတက်ခံဖြစ်ပေးပါမင်းအသက်ရှင်ရင်မင်းကိုလွတ်ပေးမယ်ဟင်းမလုပ်ပါနဲ့ကျွန်တော်ရှုံးပေးပါတယ်ကျွန်တော်ကိုချမ်းသာပေးပါကျွန်တော်နောက်မလုပ်တော့ပါဘူးကျေးဇူးပြုပြီးမလုပ်ပါနဲ့စေတရာညတစီတို့မင်းတို့ရဲ့ညစာကိုအားရပါရသုံးဆောင်ကြပါလူတယောက်တည်းနဲ့တွားကြထိုးဖို့မလုံလောက်ရင်ဒီမျိုးတွေကအဖြစ်တူစရိုက်တွေကိုတွားရောက်ဝါမြူလိုက်ကြပါ